ကြာတော်လဆန်တရက်နေ့ဟာကရင်တမျိုးသားလုံးရဲ့ညီတူညီများဖြစ်ပြီးတော့မြန်မာနိုင်ငံရဲ့တရားဝင်ရုံးပိတ်ရက်လည်းဖြစ်ပါတယ်။ရင်လူမျိုးများဟာမြန်မာနိုင်ငံကို BC 1225မှာတစ်ကြိမ် BC 939မှာတစ်ကြိမ်နှစ်ကြိမ်စတင်ဝင်ရောက်လာခဲ့ပြီးတော့နောက်ဆုံးဝင်ရောက်လာတဲ့ BC 939ကိုတော့အတီးပြုအတိမပြုခဲ့ကြပါတယ်။ဒါကြောင့်ကရင်တက္ကရီကိုရေတွက်မဲ့ဆိုရင်တော့ကရင်လူမျိုးများမြန်မာပြည်ကိုရောက်ရှိလာတဲ့ BC 939ကနေစပြီးရေတွက်ကယနေ့ကြာရောက်မဲ့အင်္ဂလိပ်ခုနှစ်နဲ့တွက်မဲ့ဆိုရင်ကရင်ကြီးကိုရရှိမှာပဲဖြစ်ပါတယ်။ကရင်ကြီးတစ်ကူဖြစ်ပေါ်လာဖို့ကရင်နီတစ်ကူကိုအတိမပြုကကျေပနိုင်ဖို့အတွက်ဦးဆောင်ခဲ့သူတွေကတော့ဒေါကလူခေါ်ကရင်အမျိုးသားအသင်းကြီး Karen National Association KNA ပဲဖြစ်ပါတယ်။ဒေါကလူအသင်းကြီးကိုတော့1881မှာစတင်တည်ထောင်ခဲ့တာပဲဖြစ်ပါတယ်။အသင်းကြီးရဲ့ပထမဆုံးဥက္ကဋ္ဌကတော့ဒေါက်တာတီတန်များဖြစ်ပါတယ်။ဒေါကလူအသင်းကြီးဟာကရင်တမျိုးသားလုံးအတွက်တမိုင်းဝင်နေတူနေမြတ်ရရှိဖို့ကရင်အမျိုးသားနေ့ကိုပထမဆုံးတည်တည်ခဲ့ရမှာရေးပယ်ခံရပြီးတော့ကရင်နှစ်တကူနေ့ကိုထပ်မံတည်သွင်းရန်ဆုံးဖြတ်ခဲ့ကြပါတယ်။ဆရာဆံမော်လက်ထက်မှာတော့ကရင်နှစ်တကူနေ့ကိုရရှိခဲ့တာပဲဖြစ်ပါတယ်။အစိုးရအတိမပြုကရင်မျိုးသားနှစ်တကူနေ့ရရှိရဲ့အတွက်လက်မှတ်ရေးထိုးတောင်းဆိုခဲ့တဲ့ကရင်အမျိုးသားအောက်လွှတ်တော်အမတ်12ဦးကတော့စောကျစီဒီဖိုမီစောစစ်တနီလူနီမန်ဘခိုင်စောဖေတာမန်ကန်အေးစောမြသိမ့်မန်ထွန်းခင်မန်ရွှေညွတ်စောတာတွေဦးလာဖေဦးဖိုးမြင့်စောဖိုးချစ်တို့ပဲဖြစ်ပါတယ်။သူတို့နဲ့အတူနောက်ထပ်လက်မှတ်ရေးထိုးခဲ့တဲ့အထက်လွှတ်တော်အမတ်တွေကတော့စောဆန်စီဖိုမန်းရွှေဘတရဆန်ဘော်တို့ပဲဖြစ်ပါတယ်။ကရင်နီတစ်ကူနဲ့နေတူနေမြအဖြစ်ပထမဆုံးအစိုးရအတိမပြုရုံးပိတ်ရက်ကတော့ခရစ်နှစ်1938ခုနှစ်ဇန်နဝါရီလ1ရက်မြန်မာတက္ကရာ1299ခုနှစ်ကြာတော်လဆန်1ရက်ကရင်တက္ကရာ2689ခုနှစ်စနေနေ့ပဲဖြစ်ပါတယ်။ထိုအချိန်ကနေစပြီးတော့ကရင်တူမျိုးသားလုံးအတွက်ကရင်နေ့တကူနေ့ဟာတလေးထိုင်ခုတ်ဖို့ပြာတော်လဆန်1ရက်နေ့အဖြစ်တာမကျင်းပခဲ့သည်မှာယခုခရစ်နှစ်2025ခုနှစ်ဒီဇင်ဘာလ19ရက်နေ့မှာကြာရောက်မယ်။ကရင်နှစ်တကူနေ့ဟာဆိုရင်တော့ကရင်တက္ကရာ2965ခုနှစ်ကိုရောက်ရှိလာခဲ့ပြီး88ကြိမ်တိုက်ခဲ့ပြီးဖြစ်ကြောင်းကရင်နှစ်တကူနေ့ဖြစ်ပေါ်လာဖို့အကြောင်းကိုအကျဉ်းချုပ်တင်ဆက်လိုက်ပါရရှင်။